အားလုံးပဲမင်္ဂလာပါငယ်တငယ်ချင်း၄ယောက်ဖြစ်တဲ့ဒိုအော်ယွန်ကန်နီနဲ့ကလရီတို့ဟာသူတို့ရဲ့ဘဝတွေအဓိပ္ပာယ်မဲ့ကုံဆုံးနေပြီလို့ခံစားနေရသူတွေပါငယ်ဘဝကအိမ်မက်တွေဟာတဖြည်းဖြည်းမိမ့်မိန်ပြောက်ကွယ်ခဲ့ပြီးသူတို့အတွင်းစိတ်ထဲမှာတစ်ခုခုကျိုးပဲ့သွားတယ်လို့ခံစားနေရပါတယ်ဒီရှုံးနိမ့်မှုကိုလက်မခံနိုင်တဲ့အဆုံးသူတို့ဟာငယ်စဉ်ကသူတို့ကိုစီးလုံးစေခဲ့တဲ့အနာကွန်နာထိတ်လန့်ဖွယ်ရုပ်ရှင်ကိုအမေဇုံတောထဲမှာပြန်လည်ရိုက်ကူးဖို့စိတ်လိုက်မှန်ပါဆုံးဖြတ်လိုက်ကြပါတယ်ဒါပေမဲ့အမတ်တရတွေကိုပြန်လည်ဖော်ထုတ်ဖို့တွားခဲ့တဲ့ဒီခီးဟာတကယ်ငရေခမ်းဖြစ်လာပါတော့တယ်အမေဇုံတောကြီးဟာအမတ်တရတွေကိုဂရုမစိုက်သလိုတကယ်ငွေကြီးပေါ်လာတဲ့အခါမှာတော့ဒါဟာရုပ်ရှင်မဟုတ်တော့ပဲအသက်ရှင်ကျန်ရစ်ဖို့ရုန်းကန်ရတဲ့တကယ်ပွဲချမ်းကြီးဖြစ်လာပါတယ်အမေဇုံတောနက်ထဲမှာအန်နာနဲ့သူမရဲ့တငယ်ချင်းပါလိုတို့ဟာတခုခုကိုရှာဖွေနေကြပါတယ်သူတို့ရဲ့အစီအစဉ်ကတောထဲကနေမျက်စိကိုတွားပြီးလှေနဲ့ထွက်ပြေးဖို့ပါလိုကဒီတောကြီးကငါတို့ကိုမကြိုဆိုဘူးလို့သတိပေးနေတော့မှပဲကားခေါင်မိုးပေါ်ကိုတခုခုကပြင်းပြင်းထန်ထန်ရိုက်ခတ်လိုက်ပါတယ်ကြောက်လန့်သွားပေမဲ့တကယ်တော့ဒါဟာမြောက်တကောင်သာဖြစ်နေပါတယ်အန်နာဟာသတိပေးချက်တွေကိုဂရုမစိုက်ဘဲဆိုင်ကယ်နဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့ဂျိုဥဆောင်တဲ့လူတစုရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံရပါတယ်မြစ်ထဲမှာလိုက်လံဖမ်းဆီးနေတော့ရုတ်တရက်ငွေကြီးတစ်ကောင်ထွက်ပေါ်လာပြီးဂျိုရဲ့လူတစ်ယောက်ကိုချက်ချင်းတက်ဖြတ်လိုက်တာကြောင့်အားလုံးထိတ်လန့်ကုန်ကြပါတယ်။တစ်ဖက်မှာတော့ကယ်လီဖိုးနီးယားကဒိုအော်ဟာရုပ်ရှင်ရိုက်ချင်တဲ့စိတ်ကူးရင်သမားဖြစ်ပေမဲ့လက်တွေ့မှာတော့ညှင်းငွေ့စရာကောင်းတဲ့မင်္ဂလာဆောင်ဗီဒီယိုရိုက်ကူးရေးသမားဖြစ်နေပါတယ်။သူတငယ်ချင်းယွန်ကလည်းတရုတ်ဆောင်တစ်ယောက်ဖြစ်ချင်ပေမဲ့စကားပြောတစ်ကြောင်းကိုတောင်ပြီးအောင်မပြောနိုင်လို့အလုတ်ထုတ်ခံရတဲ့ဘဝပြည့်နေသူပါ။ရွန်ဟာ1990ခုနှစ်ကထွက်ခဲ့တဲ့အနာကွန်ဒါရုပ်ရှင်ဇာတ်လမ်းကိုကြည့်ပြီးငယ်ဘဝကိုလွမ်းဆွတ်နေပါတယ်။ဒိုအော်ရဲ့မွေးနေ့မှာတငယ်ချင်း၄ယောက်ပြန်ဆုံကြပါတယ်။သူတို့ငယ်ငယ်ကရိုက်ခဲ့တဲ့မွေကြီးကိုတိုက်ခိုက်တဲ့ဗီဒီယိုလေးကိုပြန်ကြည့်ရင်သူတို့ရဲ့အမှုပညာစိတ်ဓာတ်တွေပြန်လည်နိုးထလာပါတယ်။ယွန်ကအနာကွန်ဒါမူရင်းစာအုပ်ရဲ့မူပိုင်ခွင့်ကိုဝယ်ထားတယ်လို့လိန်ညာပြောဆိုပြီးသူတို့၄ယောက်ရုပ်ရှင်ပြန်ရိုက်ဖို့အကြံပေးပါတယ်မိသားစုရှိတဲ့ဒိုအော်ကပထမတော့ညှင်းဆိုခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့ဝါသနာကိုအကောင့်ထဲပေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ဟာဒေါ်လာ43,000ခန့်နဲ့ဘရာဇီးကိုတွားဖို့ပြင်ဆင်ကြပါတယ်အရက်ကြောင့်အလုတ်ပြုတ်ဖူးတဲ့ကင်မရာမန်ကန်နီကိုလည်းဒိုအော်ကဒုတိယအကြိမ်အခွင့်အရေးပေးခဲ့ပါတယ်ဘရာဇီးကိုရောက်တဲ့အခါမွေရောင်းတဲ့ကားလို့နဲ့တွေ့ပါတယ်ကားလို့ကပြဓာစိတ်တစ်နေတဲ့မြစ်ထဲကကဲထုတ်ထားတဲ့မွေတစ်ကောင်ကိုငှားရမ်းပေးပါတယ်ဒါပေမဲ့တောထဲကတကယ်မွေရိုင်းတွေကိုသတိထားဖို့သူကပြင်းပြင်းထန်ထန်သတိပေးပါတယ်တစ်ဖက်မှာတော့ဂျိုရဲ့ရန်ကနေပြေးနေတဲ့အန်နာဟာသူတို့ရဲ့ရိုက်ကူးရေးလေကိုခိုးစီးဖို့ကြိုးစားပါတယ်ဒါပေမဲ့အခြေအနေအရသူမဟာသူတို့ရဲ့လှေမောင်းသမားအဖြစ်ဟန်ဆောင်ပြီးလိုက်ပါလာပါတယ်ရိုက်ကူးရေးစတင်ချိန်မှာအားလုံးကပျော်ရွှင်နေကြပါတယ်။ဒါပေမဲ့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။လှေပေါ်ကမွေကယွန်နာကိုကတ်လာတဲ့အတွက်ယွန်ကကြောက်လန့်ပြီးမွေကိုရေထဲပစ်ချလိုက်ရာလှေတလက်နဲ့ထိပြီးမွေတေသွားပါတယ်။တငယ်ချင်းဖြစ်သူကားလို့ကစိတ်မကောင်းဖြစ်ပြီးတကယ်မွေရိုင်းတစ်ကောင်ကိုဖမ်းပေးဖို့တောထဲကိုတယောက်တည်းထွက်သွားပါတယ်။ဒါပေမဲ့ကန်ဆိုးစွာပဲကားလို့ဟာတကယ်မွေကြီးရဲ့ဝါမျိုးချင်းကိုခံလိုက်ရပါတယ်။ကားလို့ပျောက်ဆုံးသွားလို့လိုက်ရှာကြတဲ့အခါမွေကြီးကကားလို့ရဲ့အလောင်းကိုသူတို့ရှိရာကားပေါ်ကိုပစ်တင်လိုက်ပါတယ်။အားလုံးထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။အန်နာရဲ့ဥဆောင်မှုနဲ့သူတို့ထွက်ပြေးကြရပါတယ်။လမ်းမှာဂျိုရဲ့လူတွေနဲ့တွေ့တဲ့အခါအန်နာကတနက်နဲ့ပြန်လဲပစ်ခတ်ပြီးသူမဟာတာမန်မိန်းကလေးမဟုတ်ကြောင်းပြသလိုက်ပါတယ်။ဒီကြားထဲမှာယွန်ရဲ့လိန်ညာမှုပေါ်သွားပါတယ်။သူဟာမူပိုင်ခွင့်ကိုဝယ်ထားတာမဟုတ်ပဲတငယ်ချင်းတွေကိုတိုက်တွန်းခြင်းလို့လိန်ပြောခဲ့တာပါ။ဒိုအော်ကစိတ်ဆိုးပြီးယွန်ကိုအုပ်စုထဲကနှင်ထုတ်လိုက်ပါတယ်။ဒါပေမဲ့ယွန်ဟာလှေနဲ့ထွက်သွားရင်းဟောလိဝုဒ်ကအန်နာဂွန်ဒါရုပ်ရှင်အဖွဲ့သားတွေငွေကြီးရဲ့ဝမ်းမျိုးချင်းကိုခံထားရတာကိုတွေ့ပြီးတငယ်ချင်းတွေကိုသတိပေးဖို့ပြန်လာပါတယ်။နောက်ဆုံးမှာအန်နာရဲ့တကယ်ဆက်ရုပ်ပေါ်လာပါတယ်။သူမဟာမှောင်ခိုသမားတဦးဖြစ်ပြီးမြစ်ထဲမှာဝတ်ထားတဲ့ရွှေတွေကိုယူဖို့သူတို့ကိုတနက်နဲ့ချင်းချောက်ခိုင်းစေခဲ့တာပါ။ဂျိုအိုကတော့မှောင်ခိုသမားတွေကိုဖမ်းဖို့ကြိုးစားတော်တိုင်းတရိတ်ဆန်ထိန်းသိမ်းရေးသမားဖြစ်နေပါတယ်။အန်နာကဂျိုအိုကိုတတ်လိုက်ပြီးတငယ်ချင်းတွေကိုတတ်ဖို့ကြိုးစားချိန်မှာကလရီကရဲရဲဝံ့ဝံ့ပြန်လဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရေထဲကနေမွေကြီးထွက်ပေါ်လာပြီးအန်နာကိုဆွဲယူသွားပါတော့တယ်တငယ်ချင်း၄ယောက်လုံးလွတ်မြောက်အောင်ပြေးကြပါတယ်လမ်းမှာဒိုအော့ကိုပင့်ကူကိုက်လို့ကန်နီကစီးနဲ့အနာကိုကူပေးရတဲ့ရေစရာကောင်းပြီးအမတ်တရဖြစ်စရာအဖြစ်ပြက်နဲ့အတူသူတို့ရဲ့ဒီကြောက်မက်ဖွယ်စွန့်စားခန်းကြီးပြီးဆုံးသွားပါတယ်အဆုံးထိကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်